ယရဏအမြတ်ဆုံးသုံးပါးတို့အားလက်ဆယ်ပြားစုံမိုး၍ရှိခိုးပူဇော်ပုမြော်မှန်လျော့ပရောရယသောကာမဝဆရဝေလွတ်မြောက်၍စိတ်ချမ်းသာမှုလည်းရှိပါစေ။ဦးချမ်းမှစိတ်ချမ်းသာသည်နှင့်အမျှခန္ဓာဝင်အတွက်ရှာမိလျက်ရှိသောစေဝါဥစ္စာတို့သည်အလိုရှိလင်အလိုရှိတိုင်းတောင်းတလင်တောင်းတတိုင်းအလွယ်တကူပြင်ရှာမိ၍ရနိုင်ကြအပ္ပကဘောစိလေသောအနာလုကေကျောသာသဗုဒ္ဓအသေကိစီယေနဝိညုတေဥပဝရေယောဒုက္ခိနောဝါသေမိနောဟောတုသဗ္ဗသတ္တဘောဒုက္ခိတတံယေကေတိပါဏဗုဒ္ဓတိတသဝါဘာဝရောဝရောသေသံဒီဘာဝယေဝဗရဒပိတိမရတကသုခတုလံဧတဝယေဝအတိတယေဝတုလေဝတတိဝိတု
သာဓုအာလုံးကြာကြာသမျှအမြအမြအမြပြောင်းကြပါကုန်သော